အနုတ်ခုနှစ်ဒီဂရီစင်တီဂရိတ်ရှိတဲ့အလွန်အေးတဲ့ရာသီဥတုနဲ့ပြင်းထန်တဲ့လေဒဏ်တွေကြားမှာကျွန်ုပ်တို့ဒီနေ့ခရီးကိုရှောက်လန်းခဲ့ပါတယ်ဒီလောက်ကြမ်းတဲ့ရာသီဥတုကြားကပဲကျွန်ုပ်တို့ကိုလာရောက်ကြိုဆိုကြတဲ့ရာနဲ့ချီတဲ့လူအုပ်ကြီးကိုတွေ့ရတာတကယ်ပါစရာပါပဲလူသားတွေရဲ့မေတ္တာတရားဟာဘလို့အခက်ခဲတွေကိုမဆိုကြော်လွှားနိုင်တယ်ဆိုတာဒီနေ့မှသက်သေပြလိုက်တာပါပဲပြင်းထန်လုံးတဲ့အေးဒဏ်နဲ့လေပြင်းတွေကြားမှာဒီနေ့အတွက်ပထမဆုံးခီးစဉ်ကိုငင်းချမ်းရေးရဟန်းတော်များအောင်မြင်စွာရှောက်လန်းပြီးစီးခဲ့ပါပြီအခုဆိုရင်တော့အလောကတယောက်ရဟန်းတော်များရဲ့ဘေးနားကိုပြန်ရောက်နေပြီဖြစ်လို့သူလေးအယမ်းကိုပျော်နေရှာတာပေါ့စိတ်အေးလက်အေးရှိသွားပုံရပါတယ်အလောကအတွက်တော့ဒီကဘာကြီးဟာထူးဆန်းအောင်စရာတွေနဲ့ပြည့်မနေပါတယ်ဒီနေ့မနက်ခင်းရဲ့လက်ဆက်တဲ့လေထူးနဲ့ပဝန်းကျင်အသက်ကိုသူကစိတ်ဝင်စားနဲ့လေ့လာနေတာပေါ့အခုဆိုရင်တော့သူလေးစိတ်ကြည်လင်လန်းဆန်းသွားပြီမို့ကျွန်ုပ်တို့ရဲ့ငင်းချမ်းရေးခရီးစဉ်ကိုဆက်လက်လျှောက်လန်းဖို့အသင့်ဖြစ်နေပါပြီတတဝအားလုံးငင်းချမ်းကြပါစေ